9000လို့ပါဆိုတော့တော်များသွားတယ်တော်တော်အချင်းတဲ့ကန်တီလို့ဆိုတော့အဲ့လိုမျိုးခစ်တွေကိုကြုံနေရဘာဖြစ်လို့CI စင်တာကြီးတွေကိုဘာဖြစ်လို့ကန်ထွက်ရတာလဲဆိုတော့အဲ့ CI စင်တာကြီးကိုကန်ထွက်ရဖို့လေအဲ့စင်တာပိုင်ရှင်တွေကလိုက်ရတာပိုင်ရဆိုင်ရပဲရတာနော်အဲ့ပိုင်ရဆိုင်ရရတဲ့လူတွေကလိုက်ရတာအနည်းဆုံးဖတ်10တန်း20အဲ့လိုတွေအဲ့ CI စင်တာတခုရဖို့တော့အဲ့တော့330လို့သတ်မှတ်ထားတဲ့စာအုပ်ကအဲ့တုန်းကလည်းလူသမားတွေမရခင်တော့ဒါတော့မေစုဆိုရလက်ထက်နော်ဒီမိုစီဆိုရလက်ထက်အဲ့တုန်းကကိုရမင်းတို့လည်းကောင်းကောင်းခိုင်းနိုင်မှာဖိုက်နိုင်နေတဲ့အချိန်အမှန်တရားတော့တောက်လျှောက်ပေါ်ထုတ်နိုင်တဲ့အချိန်အဲ့တုန်းကတော့မှ330မရခဲ့ကြဘူးလူသမားတွေကထိတွေ့မှုကိုရမင်းတို့နဲ့ထိတွေ့လိုက်တယ်ကိုရမင်းတို့အဲ့ဒီစင်တာကိုရောက်တဲ့အချိန်ဆို330နဲ့လုပ်ပေးလိုက်တယ်နောက်ရက်ဆိုဘာဒီခီးတွေဝယ်ရင်ပါမှာခီးတွေနဲ့ကိုရမင်းအဲ့ဒါတင်ခဲ့ပြီးထားလိုက်တော့အဲ့တော့ခုလည်းအဲ့လိုစနစ်တွေနဲ့ဖြစ်တယ်ခုလည်းဒီမှာချိုင်းကလေးတိုင်းစင်တာမှာ CI စာအုပ်တွေဈေးကြီးနေကိုရမင်းတို့တိုင်တာပဲချက်လက်တွေဗီဒီယိုတွေနဲ့ပို့နေတာပဲဒါပေမဲ့အဲ့ဒါတွေပေါ်ထုတ်လေဒီစင်တာဒီလူသမားတွေလုပ်လို့မရမှာပဲသူတို့ကတော့စာမြဲပဲအဲ့တော့အခုချိန်ကတော့အခုလိုချိန်ကတော့ကျမ်းပတ်စီအုပ်စုတော့ကကြီးဖို့တွေရနေတာပေါ့နော်ရင်ခေတ်ကတော့မေစုဆိုရလက်ထက်ကတော့ဒီမှန်ကန်တဲ့ခွန်တွေကိုရောက်ပြီမယ်အခုချိန်မှာတော့ကျမ်းပတ်စီအုပ်စုမင်းအောင်လိုက်တော့ကြီးဖို့ရှာပေးနေတယ်လို့ပဲအခုကျွန်တော်တို့ PDF တွေနေ့စဉ်ကြာဆုံးမှုတွေရှိနေတယ်ကျွန်တော်တို့တွေတော်လိုင်းလုပ်နေတယ်ဒီလူတွေကိုပြန်တက်ဖို့တော့ကျွန်တော်တို့ပြန်တက်ဖို့တော့ PDF တွေကိုပြန်တက်ဖို့တော့ကြီးဖို့ရှာပေးနေတယ်လို့ပဲဒီစင်တာတွေဒီမြန်မာတန်ယုံတွေဒီပတ်စိုးစာအုပ်ကြီးလောက်တာတွေကဒါပေမဲ့ကျွန်တော်ခိုင်းရောက်မြန်မာနိုင်ငံသားတွေလည်း